ထိုမျိုးသမီးဟာသူမရဲ့ချစ်သူဦးလေးဖြစ်သူနဲ့အိယာတစ်ခုထဲမှာအတူနိုးလာတဲ့အခါတုံလို့ခြောက်ချသွားခဲ့ပါတယ်။နှစ်ယောက်စလုံးဘာဖြစ်မှန်းမသိပဲဝေဝါးနေချိန်မှာပဲထိုမျိုးသားရဲ့လက်ထောက်ဖြစ်သူရောက်လာပါတယ်။လက်ထောက်ကသူတို့နှစ်ဦးခဲဘုတ်ခစီးရင်မတော်တဆမှုဖြစ်ကမှတ်ညံတွေဆုံးရှုံးသွားကြောင်းရှင်းပြပါတယ်။ပြီးနောက်အမျိုးသားလက်ထဲဖိုင်တွဲတစ်ခုကိုထည့်ပေးလိုက်ပြီးသူတို့နှစ်ဦးလက်ထပ်ထားတာ9နှစ်ရှိပြီဖြစ်ကကလေး2ယောက်တောင်ရနေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။မျိုးသားလည်းဖိုင်ကိုချက်ချင်းဖွင့်ကြည့်လိုက်ရတဲ့မှာပါတဲ့လက်ထက်စာချုပ်နဲ့ကလေးတွေရဲ့တပ်ပုံတွေကလက်ထောက်ပြောတာအမှန်ဖြစ်ကြောင်းသက်သေပြနေပါတယ်။မျိုးသမီးအတွက်တော့ဒါဟာမယုံနိုင်စရာပါပဲ။သူမမှတ်ညံထဲမှာတော့ချစ်သူကဦးလေးနဲ့မိတ်ဆက်ပေးခဲ့တဲ့9နှစ်လွန်ကာလမှာတင်ရက်တက်နေခဲ့တာမို့ချစ်သူရဲ့ဦးလေးကသူမရဲ့ခင်ပွန်းဖြစ်နေလိမ့်မယ်လို့ဘလို့မှမတွေးထားခဲ့မိပါဘူး။ဆရာဝန်ကတော့မှတ်ညံပြန်ရဖို့အတွက်သူတို့နဲ့ရင်းနှီးတဲ့နေရာတွေကိုတွားကြည့်ဖို့အကြံပေးပါတယ်။ဒါနဲ့ပဲသူတို့နှစ်ယောက်လက်ထပ်ပြီးကလေးကအတူနေထိုင်ခဲ့တဲ့အိမ်ကြီးစီကိုချက်ချင်းပြန်သွားကြပါတယ်။ခန်းသားကြီးကျယ်တဲ့အိမ်ကြီးကိုမြင်လိုက်ရတဲ့အခါသူမဟာချမ်းသာတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်နေမှန်းလုံးဝမသိခဲ့ရှာပါဘူး။အိမ်ဖော်ကကလေးတွေနွေရာသီစခန်းသွားနေလို့နောက်နေ့မှပြန်လာမယ်လို့ပြောတဲ့အခါသူမလည်းအနှဲငယ်စိတ်အေးသွားပါတယ်။ရင်းနှီးကျွမ်းဝင်မှုမရှိသေးတဲ့ကလေးတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတာသူမလုံးဝမသိသေးတာကြောင့်ပါ။အခန်းထဲပြန်ရောက်တော့ခွေးလေးတစ်ကောင်ပြေးလာပါတယ်။အမျိုးသမီးကဝမ်းသာအားရဖြစ်ပေမဲ့အမျိုးသားကတော့ငယ်စဉ်ကတည်းကခွေးကြောက်တတ်သူမို့လန့်သွားပါတယ်။ဒါပေမဲ့ခွေးလေးကသူမကိုချစ်စနိုးနဲ့အမူအရာပြနေတာကိုမြင်တော့သူမကပဲဒီခွေးလေးကိုပြုစုစောင့်ရှောက်ထားတာမှန်သူချက်ချင်းသဘောပေါက်လိုက်ပါတယ်။သူ့ရဲ့အနာဂတ်ကိုခွေးမွေးခွင့်ပြုလောက်တဲ့အထိသဘောကောင်းလိမ့်မယ်လို့သူလုံးဝမထင်ထားခဲ့မိပါဘူး။ညရောက်တော့အမျိုးသမီးကအလွန်အမင်းစိတ်လှုပ်ရှားနေပြီးအခန်းခွဲအိတ်ဖို့အဆိုပြုပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူတို့ဇနီးမောင်နှံကြားပြဿနာရှိနေတယ်ဆိုတဲ့သတင်းမျိုးထွက်သွားရင်ကုမ္ပဏီရဲ့ရှယ်ယာဈေးကိုထိခိုက်မှာစိုးရိမ်တာကြောင့်သူမရဲ့တောင်းဆိုမှုကိုပယ်ချလိုက်ပါတယ်။အမျိုးသမီးလည်းဘာမှမတတ်နိုင်တော့ပဲလက်ခံလိုက်ရတာပေါ့။မအိတ်ခင်မှာအမျိုးသမီးကအမျိုးသားကမီးအိမ်ဖွင့်ပြီးအိတ်တက်မှန်သတိထားမိသွားပါတယ်။ဒါနဲ့ပဲသူမတိုးတိုးလေးကတ်သွားပြီးမီးအိမ်ကိုပိတ်ဖို့စူးစမ်းလိုက်ပေမဲ့အမျိုးသားကရုတ်တရက်နိုးလာပါတယ်။အနီးကပ်ဖြစ်သွားတဲ့အခြေအနေမှာနှစ်ယောက်စလုံးအနေရခတ်သွားကြပါတယ်။သူကဘာလုပ်တာလဲလို့မေးတော့သူမကမီးအောင်ကြောင့်အိတ်မပြောလို့ပိတ်ပေးမလို့ပါလို့ရှင်းပြပါတယ်။ဒါကိုကြတော့သူလဲလှည့်ပြီးမီးကိုပိတ်လိုက်ပါတယ်။နောက်တနေ့မှာအိမ်ဖော်ကကလေးတွေကိုတွားကြိုဖို့တတိပေးပါတယ်။ကလေး2ယောက်ကိုတယောက်တည်းဘလို့ထိန်းရမလဲဆိုတာမသိတာကြောင့်အမျိုးသမီးကသူ့ကိုပါလိုက်ခဲ့ဖို့အကူအညီတောင်းလိုက်ပါတယ်။အမျိုးသားလည်းသဘောတူပါတယ်။ကြောင်းရောက်တဲ့အခါသူတို့မှတ်ညံမိနေမှန်းကလေးတွေမသိစေဖို့အတွက်ချစ်ခင်တဲ့ဇနီးမောင်နှံဟန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကလေးတွေအုပ်လိုက်ပြေးထွက်လာတဲ့အခါသူတို့ရဲ့ကလေးတွေကဘသူတွေမှန်းလုံးဝမသိကြပါဘူး။ကံကောင်းထောက်မစွာနဲ့ပဲကလေးတွေကသူတို့ကိုမေမေဖေဖေလို့အရင်ခေါ်လိုက်တာမို့တခြားကလေးတွေနဲ့မှားခေါ်မိတဲ့အရှက်တော့ကွဲမသွားခဲ့ပါဘူး။အိမ်ပြန်လန်းမှာသမီးဖြစ်သူကသူတို့အတွက်လက်ဆောင်ပေးစရာရှိတယ်လို့ပြောပြီးကြောဖို့အိတ်ထဲကဖားတစ်ကောင်ကိုထုတ်ပြလိုက်ပါတယ်။အမျိုးသမီးကအလန့်တကြားဖြစ်သွားပြီးဖားလေးရဲ့မိဘတွေလွမ်းနေမှာမို့ပြန်လွှတ်ပေးဖို့ချော့ပြောပေမဲ့နောက်တစ်စက္ကန့်မှာပဲသားဖြစ်သူကနောက်ထပ်ဖား2ကောင်ထပ်ထုတ်ပြကဖားမိသားစုတစ်စုလုံးအဆုံရှိတယ်လို့ပြောလိုက်တာကြောင့်အမျိုးသမီးလည်းစကားမပြောနိုင်အောင်ဖြစ်သွားပါတယ်။အိမ်ထဲမှာဖားမွေးထားဖို့မလိုလားတာကြောင့်အမျိုးသားကိုမျက်စိနဲ့အရေးအမြွတ်ပြလိုက်ပါတယ်။နောက်ဆုံးမှာတော့အမျိုးသားကအဖိုးနဲ့အဖွားအိမ်မှာပဲမွေးထားဖို့အကြံပေးလိုက်ပြီးကလေးတွေလည်းသဘောတူသွားပါတယ်။ညရောက်တော့အမျိုးသားကသမီးခန်းသားဖြတ်သွားရင်အမျိုးသမီးကသမီးလေးရဲ့အိယာပေါ်မှာပဲအိပ်ပျော်နေတာကိုတွေ့သွားပါတယ်။သူကစောင့်ကြုံပေးဖို့တိုးကပ်သွားပေမဲ့အမျိုးသမီးကကန်ထုတ်လိုက်ပါတယ်။နောက်တစ်ခါစောင့်မကန်အောင်လို့သူလည်းသူ့ရဲ့ကုတ်အင်ဂျီကျိုးနဲ့အမျိုးသမီးရဲ့ခြေချင်းဝတ်တွေကိုချီနှောင်ထားလိုက်ပါတော့တယ်။